မြန်မာနိုင်ငံအကြောင်းမေးမယ်နော်မြန်မာနိုင်ငံမှာတိုင်းနဲ့ပြည်နယ်ဘယ်နှခုရှိရောတိုင်းနဲ့ပြည်နယ်တိုင်းနဲ့ပြည်နယ်ဟုတ်တယ်အားလုံးပေါင်းဘယ်နှခုတော့ဆိုဟုတ်တယ်ဟဲ့ခုနအော်ရပြောတိုင်းခုနှစ်ခုအပြည်ခုနှစ်ခုရပြည်နယ်ခုနှစ်ခုနာမည်ပြောပြပါရတော့တချင်ရရသေးချင်းဟိုခိုင်းခဲ့ကဲတိုင်းခုနှစ်ခုပြောတောင်းဝဲမှုနဲ့စားလိုက်ရတောင်းဝဲမှုနဲ့စားရတနင်္လာရီတိုင်းအဲစကားတိုင်းမန္တလေးတိုင်းမကွေးတိုင်းရာဝတီတိုင်းမကွေးတိုင်းမကွေးပါပြီဘိုးတိုင်းအဲ့ဒါတော့နောက်သူကရာဝတီတိုင်းဟုတ်တယ်ဘာပဲချက်လားမန္တလေးတိုင်းပြသွားပြီအခုကြတယ်လေအခုကရှားကောင်းနဲ့စားရကြတယ်ရန်ကုန်တိုင်းဟေးရန်ကုန်တိုင်းအဲ့တို့ကဘာစစ်ဘယ်နှခါဖြစ်ပြီလဲကဘာစစ်နှစ်ခါဟုတ်တယ်နှစ်ခါဂျင်းနေနော်နောက်ကဂျင်းနေနော်ဒါကက်ကက်လေးမင်းနဲ့ကဲကဘာစစ်ကိုစတင်ခဲ့တဲ့နိုင်ငံပြောဂျာမနီဟုတ်တယ်ဖရediနဲ့ area တုတ်တယ်နော်